မင်္ဂလာပါရှင် Breaking Burma News သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ PDF မှာဗတ်တစိတ်ပြောင်းသွားသော KND တပ်များမှယုံကြည်မရနိုင်သောကြောင့်အရှိတောင်တိုင်းစစ်ဌာနချုပ်ကလက်အောက်ခံတရင်တပ်ဖွဲ့များအနေဖြင့်စစ်ရေးနှင့်လုံခြုံရေးအထူးသတိရှိကြရန်ညွှန်ကြားချက်ထုတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်နယ်ခြားစောင့်တပ် PGF များမှကရင်အမျိုးသားတပ်မတော် KNA သို့ဗတ်တစိတ်ပြောင်းလဲသွားပြီးနောက်ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်သော KNA တပ်များမှယုံကြည်၍မရနိုင်သဖြင့်စစ်ရေးနှင့်လုံခြုံရေးအထူးသတိပြုကြရန်အရှိတောင်တိုင်းစစ်ဌာနချုပ်ကလက်အောက်ခံတရင်တပ်ဖွဲ့များသို့ညွှန်ကြားလာကြောင်းစစ်ဘက်သတင်းရှင်မြစ်ကသတင်းဌာနကိုပြောကြားပါရယ်ဇန်နဝါရီလ1ရက်နေ့ BGF တပ်တချို့က KNA သို့ဗတ်တစိတ်ပြောင်းသွားပြီးနောက် BGF တပ်ရင်းတပ်ဖွဲ့များတွင်တွဲဖက်ထားသောစစ်တပ်အရာရှိများစစ်သည်များနှင့်မိသားစုဝင်များအလုံးကိုဇန်နဝါရီလ2ရက်နေ့တွင်ပြန်လည်ခေါ်ယူခဲ့ကြောင်းရှင်းအပြင် KNA ဗတ်တစိတ်ပြောင်းသွားသော BGF တပ်များနှင့်ထိတွေ့တိုက်ပွဲများဖြစ်ပွားလာနိုင်သဖြင့်စစ်ရေးနှင့်လုံခြုံရေးအထူးသတိပြုကြရန်အရှိတောင်တိုင်းစစ်ဌာနချုပ်ကညွှန်ကြားလာကြောင်းသိရှိရပါသည်။ဖအံမြဝတီမော်လမြိုင်တပ်ထုံကော့ကရိတ်တပ်နယ်မှရှိနေတဲ့တရင်တပ်ဖွဲ့တွေနဲ့စခန်းတွေအလုံးစစ်ရေးနဲ့လုံခြုံရေးအထူးသတိရှိကြဖို့ဇန်နဝါရီလ3ရက်နေ့မှာညွှန်ကြားချက်ထွက်တယ်။အဓိက KNA ဗတ်တစိတ်ပြောင်းလဲသွားတာကြောင့်ပိုပြီးစစ်ရေးနဲ့လုံခြုံရေးသတိထားကြဖို့လိုပါတယ်။သဘောကတော့ယုံကြည်မှုမရှိဘူးဆိုတဲ့သဘောပဲဟုစစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ရှင်းအပြင် KNA ဗတ်တစိတ်ပြောင်းတပ်များနှင့်အနီးဆက်ဆုံးရှိနေသောတင်ငန်းညီနောင်ပြူဟာခလာရ285တပ်ရင်းနှင့်မြဝတီမြို့နယ်တို့ရှိတရင်တပ်ဖွဲ့များကိုလည်းလုံခြုံရေးအမြင့်ဆုံးထားရှိရင်ညွှန်ကြားသည့်အပြင်ထူးခြားအခြေအနေများရှိလာပါကအရှိတောင်တိုင်းစစ်ဌာနချုပ်သို့အချိန်မဆိုင်ပင်တိုက်ရိုက်အစည်းအဝေးခံတင်ပြရန်လည်းညွှန်ကြားထားကြောင်းသိရပါတယ်။လက်တလော BGF တပ်နယ်3နှင့်တပ်နယ်2လက်အောက်ခံ BGF တပ်ရင်း1016 1019 1018 1019 1020တပ်ရင်းများအပါအဝင် BGF တပ်ရင်းများတွင်တွဲဖက်ထားသောစစ်အရာရှိကြီးများနှင့်စစ်တီမိသားစုဝင်များအလုံးကိုစစ်တပ်ကပြန်လည်ခေါ်ယူရတွင်တပ်မိသားစုဝင်များအလုံးကိုဖအံနှင့်အရှိတောင်တိုင်းစစ်ဌာနချုပ်တို့သို့ပြန်ခေါ်ယူကြောင်းစစ်အရာရှိများနှင့်စစ်တီများကိုမူရှေ့တန်းတပ်ရင်းတပ်ဖွဲ့များသို့စစ်မြေပြင်ထားဝယ်များဖြင့်ပြန်လည်ပို့ဆောင်နေကြောင်းသိရပါသည်။တပ်မိသားစုဝင်များအလုံးကိုဖအံနှင့်အရှိတောင်တိုင်းစစ်ဌာနချုပ်ကိုပြန်ပို့ရယ်စစ်တီနှင့်တပ်မတော်အရာရှိတွေကိုတော့တပ်ရင်းတွေစီကိုပို့တယ်ဟုစစ်ဘက်သတင်းရင်းမြစ်ကရှင်းပြပါရယ်။ BGF တပ်အချို့က KNA ဗတ်တစိတ်ပြောင်းလဲတော့လေဗတ်တစိတ်မပြောင်းပေစစ်တပ်လက်အောက်တွင်စစ်ယူနီဖောင်းပြောင်းလဲဝတ်ဆင်ပြီး BGF တပ်အချို့လည်းရှိနေပြီး BGF တပ်နယ်1နှင့်တပ်နယ်4မှာဗတ်တစိတ်မပြောင်းလဲသေးကြောင်းအဆိုပါဗတ်တစိတ်မပြောင်းသည့် BGF တပ်များမှာစစ်တပ်နှင့်တိုက်ရိုက်ချိတ်ဆက်နေကြကြောင်းသိရပါရယ် BGF တပ်ဖွဲ့များကို2010-2011ခုနှစ်တွင်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်အတွင်းတပ်နယ်4ခုတပ်ရင်း73ရင်းဖြင့်စစ်တပ်ကဖွဲ့စည်းထူထောင်ပေးခဲ့ခြင်းဖြစ်ပါရယ်ဆက်လက်ပြီးတမှုအချုပ်ထောင်မှာဇေဝလုံလောက်စွာမရရှိခဲ့တဲ့အမျိုးသားတပ်ဦးထပ်မံသေးဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စကိုင်းတိုင်းတမှုမြို့အချုပ်ထောင်မှာဇေဝကုသမှုလုံလောက်စွာမရရှိတဲ့အမျိုးသားတပ်ဦးထပ်မံသေးဆုံးခဲ့တယ်လို့သတင်းရရှိပါတယ်။ပြီးခဲ့တဲ့2025ခုနှစ်ဒီဇင်ဘာလ21ရက်နေ့ကတမှုအချုပ်ထောင်မှာ905ကကြီးနဲ့ပြည်ထန်ကြခံနေတဲ့စော်ပွားငါရက်ကွက်နေအမျိုးသားတပ်ဦးဟာဇေဝကုသမှုလုံလောက်စွာမရရှိခဲ့တာကြောင့်အခုလိုသေဆုံးခဲ့တာလို့ဆိုပါတယ်။တမှုအချုပ်မှာဒီဇင်ဘာလကအချုပ်သားတစ်ယောက်ထပ်တည်တယ်။စေဝါလုံလောက်ကုသခွင့်မရလို့တည်တာလို့ပြောတယ်။သူက905ကကြီးနဲ့ပြစ်ဒဏ်ကြခံတာပါ။ဒီဇင်ဘာ3ရက်နေ့ကလည်းအချုပ်သားတစ်ယောက်ဆုံးသွားတယ်။တလားကိုအချုပ်သား3ယောက်လောက်တည်နေတာကျွန်တော်သိတဲ့လောက်က3ယောက်လောက်ရှိပြီလို့အဲ့ဒီအကြောင်းသိရှိသူကသတင်းဌာနကိုပြောပါတယ်။တမူးမြို့အချုပ်ထောင်မှာ905ကကြီးပုံမှန်နဲ့ထောင်ချနေတဲ့အချုပ်သားများအပါအဝင်စေဝါကူတောက်မှုလုံလောက်စွာမရရှိပဲတလားကို3ဦးနှုန်းသေဆုံးနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့2025ခုနှစ်ဒီဇင်ဘာလ3ရက်နေ့ကလည်းလွတ်ရက်နီးနေတဲ့905ကကြီးပုံမှန်နဲ့ပြည်တံကြခံနေတဲ့ချင်းမျိုးသားတအုပ်စေဝါကူတာခွင့်လုံလောက်စွာမရရှိခဲ့လို့သေဆုံးခဲ့တယ်လို့2025ခုနှစ်နိုဝင်ဘာလကလည်းအမျိုးသမီးတအုပ်သေဆုံးခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီးဝင်းသူမျိုးရှိစစ်တပ်တပ်ရင်းများနှင့်တပ်စခန်းများကိုတိုက်ခိုက်မိဖြစ်သောကြောင့်စစ်ကော်မရှင်ကပြည်သူများကိုလူသားတိုင်းအဖြစ်အသုံးပြုနိုင်ရေး၄ရက်အတွင်းမြို့မှထွက်ခွာပေးကြရန်ပန်ကြားရဲဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စကိုင်းတိုင်းဝင်းသူမျိုးရှိစစ်တပ်တပ်ရင်းများနှင့်တပ်စခန်းများကိုတိုက်ခိုက်မိဖြစ်သောကြောင့်ပြည်သူများအနေဖြင့်၄ရက်အတွင်းမြို့မှထွက်ခွာပေးကြရန်ပန်ကြားပါကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်1စစ်ဒေသကောလင်းခရိုင်အမှတ်4တပ်ရင်း၏ပြောရေးဆိုခွင့်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်။ယနေ့ဇန်နဝါရီလ6ရက်နေ့မှစတင်ပြီးဇန်နဝါရီလ9ရက်နေ့နောက်ဆုံးထားကဝင်းသူမြို့တွင်နေထိုင်ကြသောပြည်သူများအနေဖြင့်မြို့တွင်မှထွက်ခွာပြီးနိုင်ပါရန်အသိပေးအပ်ပါကြောင်းတော်လှန်ရေးတပ်များအနေဖြင့်ဝင်းသူမြို့ရှိစစ်တပ်တပ်စခန်းများနှင့်တပ်ရင်းများကိုတိုက်ခိုက်မိဖြစ်ကြောင်းစစ်ကော်မရှင်ကပြည်သူများကိုလူသားတိုင်းအဖြစ်အသုံးပြုမခံရစေရန်ပန်ကြားခြင်းဖြစ်ကြောင်းသိရပါသည်။
ဒီကနေ့ကစပြီးဇန်နဝါရီလ9ရက်နေ့နောက်ဆုံးထားပြီးတော့ပြည်သူတွေအနေနဲ့မြို့ကနေထွက်ခွာပေးဖို့ပါအခြားသောမြို့များနည်းတူစစ်ကော်မရှင်ကပြည်သူတွေကိုလူသားတိုင်းအဖြစ်အသုံးပြုမခံရစေဖို့ရည်ရွယ်ထုတ်ပြန်တာပါဟုအမှတ်1စစ်ဒေသကောလင်းခရိုင်အမှတ်4တရင်၏ပြောရေးဆိုခွင့်ရှိသူကပြောဆိုပါတယ်ဝင်းတို့မြို့တွင်စစ်တပ်ခမရ120တပ်ရင်းနှင့်ခမရ111တပ်ရင်းတို့ရှိနေပြီးရင်းတပ်ရင်းများကိုတိုက်ခိုက်ရာတွင်ပြည်သူများကိုငဲ့ကွက်သဖြင့်ယခုကဲ့သို့ကြိုတင်ထုတ်ပြန်ခြင်းဖြစ်ကြောင်း၎င်းကရှင်းပြပါတယ်ကျွန်တော်တို့ကတော့တခြားမြို့တွေလိုပြည်သူကိုအဖြစ်မခံနိုင်ပါဘူးပြီးတော့ဝင်းတို့မှာတပ်ရင်း2ရင်းဖြစ်တဲ့ခမရ120နဲ့ခမရ111ရှိနေတဲ့အတွက်ကျွန်တော်တို့တော်တော်စူးစမ်းကြရမှာဖြစ်လို့ပြည်သူကိုငဲ့ကွက်တဲ့အနေနဲ့ကြိုတင်ပန်ကြားတာပါဟုအမှတ်1စစ်ဒေသကောလင်းခရိုင်အမှတ်4တပ်ရင်း၏ပြောရေးဆိုခွင့်ရှိသူကရှင်းပြပါတယ်လက်တလုံးကောလင်းမြို့နယ်တွင်စစ်တပ်နှင့်တော်လှန်ရေးတပ်များအကြားတိုက်ပွဲများအရှိန်အဟုန်မြင့်ဖြစ်ပွားနေပြီးစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ဆောင်ရွက်လျက်ရှိကြောင်းတော်လှန်ရေးတပ်များကလည်းကောလင်းမြို့ကိုပြန်လည်သိမ်းပိုက်နိုင်ရေးထိုးစစ်များအရှိန်အဟုန်မြင့်တင်နေကြောင်းသိရပါတယ်။ကောလင်းဘက်ကိုစစ်တပ်ကဝင်းတို့ကနေစစ်ကူပေးပို့နေတာစစ်ဆိုင်နေတာကကောလင်းပါတကယ်လို့ဝင်းတို့ဘက်မှာပါတိုက်ပွဲတွေဖြစ်လာရင်တော့ပိုပြီးစစ်မီးပိုပြင်းလာနိုင်ပါတယ်ဝင်းတို့ဘက်မှာကောလင်းစစ်ရှောင်းတွေလည်းရှိတော့ပိုပြီးသတိထားရမယ်လို့ထင်ပါတယ်ဟုလက်ရှိစစ်ရေးအခြေအနေကိုကောလင်းမျိုးရှိတော်လှန်ရေးတပ်များနဲ့အချိတ်ဆက်ရှိနေသောထောက်ပို့သတင်းရင်းမြစ်ကရှင်းလင်းပြောဆိုပါတယ်